မင်္ဂလာပါကျွန်တော်ခုဒီဗီဒီယိုမှာအလုပ်အကြောင်းဆွေးနွေးတဲ့ခါမှာသုံးသင့်တဲ့အင်္ဂလိပ်စကားပြောတွေကိုညှပ်ပေးမှဖြစ်ပါတယ်အလုပ်လုပ်တဲ့နေရာမှာကျွန်တော်တို့အဖွဲလိုက်ပြောဆိုတဲ့ခါမှာကိုယ့်ရဲ့လုပ်ဖို့ကပတ်အနေနဲ့ဒီစလုံးတွေကိုသုံးချပြီးတော့ပြောဆိုနိုင်ပါတယ် How is your work going How is your work going မင်းအလုပ်ကဘယ်လိုနေလဲမင်းအလုပ်အဆင်ပြေလား It's going well thank you အဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ် It's going well thank you အဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ် I'm having some difficulties I'm having some difficulties ငါမှာအခက်အခဲအနေနဲ့ရှိတယ် I have a lot of work to do today I have a lot of work to do today ဒီနေ့အလုပ်တွေအများကြီးရှိတယ် My work is almost finished My work is almost finished ငါအလုပ်တွေကပြီးကနေပြီWe need to work together on this project. We need to work together on this project. The project ကိုမတို့အတူတူလုပ်ဖို့လိုအပ်တယ် Let's share the tasks. Let's share the tasks. လုပ်တာဝန်တွေကိုကျွန်တော်တို့ခွဲယူပြီးတော့လုပ်ကြရအောင် I think this job is interesting. I think this job is interesting. ဒီလုပ်ကစိတ်ဝင်စားဖို့ကောင်းတယ် This work is too hard for one person. This work is too hard for one person. ဒီအလုပ်ကိုတယောက်တည်းလုပ်ရတာအရင်ခက်ခဲတယ်။အောက်ကညစမေးကိုကွန်မန့်မှာဖြေခဲ့ဖို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုကျတဲ့ဆိုရင်အောက်ကကွန်မန့်မှာ like လို့ကပါဒီလိုဗီဒီယိုမျိုးတွေကိုဆက်ပြီးတော့မျှပေးသေးချင်ဆိုရင်အောက်ကကွန်မန့်မှာ yes လို့ရပါ So see you in the next video. Bye bye.